ကနေအခုတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကအာဏာသိမ်းပြီးနောက်ပိုင်း6လအတွင်းစစ်ကောင်စီတပ်ဖက်မှ1029ဦးသေဆုံးကချင်းပြည်သူ့ကာကွယ်ရေးတပ်ဖက်မှရဲဘော်58ဦးတိုက်ပွဲအတွင်းကြာဆုံးခဲ့ကြောင်း CJDC ရဲ့လူမှုကွန်ရက်မှာသတင်းထုတ်ပြန်ဆိုတဲ့သတင်းကြောင်းအရာနဲ့ကြာဆုံးနိုင်ငံမဖြစ်ရေးຫນွေဥတော်လန်ရေးကိုဝန်ရံပေးဆိုတဲ့သတင်းကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီသတင်းကြောင်းအရာတွေကိုမတင်ဆက်ပေးမီဒီ channel လေးကို like and subscribe ပြုလုပ်ပေးဖို့မြတ်တာရက်ခံကြပါတယ်။အခုပထမဆုံးတစ်ပုတ်အနေနဲ့အာဏာသိမ်းပြီးနောက်ပိုင်း6လအတွင်းစစ်ကောင်စီတပ်ဖက်မှ1029ဦးသေဆုံးခါချင်းပြည်သူ့ကာကွယ်ရေးတပ်ဖက်မှရဲဘော်58ဦးတိုက်ပွဲအတွင်းကြာဆုံးခဲ့ကြောင်း CJDC ရဲ့လူမှုကွန်ရက်မှာသတင်းထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။2021ခုနှစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းဧပြီလ24ရက်နေ့မှာဒီဇင်ဘာလအထိချင်းပြည်နယ်တွင်စစ်ကောင်စီတပ်နှင့်ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား184ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှ1029ဦးသေဆုံးကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်58ဦးတိုက်ပွဲတွင်ကြာဆုံးခဲ့ကြောင်း CJDC ရဲ့လူမှုကွန်ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။2021ခုနှစ်ဧပြီလ24ရက်နေ့မှာဒီဇင်ဘာလ31ရက်နေ့အထိစစ်ကောင်စီတပ်ဖွဲ့ရဲ့တပ်ဖြတ်မှုကြောင့်အရက်သားပြည်သူ28ဦးသေဆုံးခဲ့ကြောင်းလည်းသတင်းထုတ်ပြန်ထားပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတပ်မတော်မှအာဏာသိမ်းပြီးနောက်ပိုင်းချင်းပြည်သူများအနေနဲ့ငြိမ်းချမ်းစွာဆန္ဒပြပေမဲ့စစ်ကောင်စီမှပြည်သူများကိုအကြမ်းဖက်နေအုံပြုလာခြင်းကြောင့်ထုတ်လုပ်ရများကာကွယ်ရန်အတွက်မြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့များလည်းဖွဲ့စည်းလာကြပြီး2021ခုနှစ်ဧပြီလ24ရက်နေ့မှဒီဇင်ဘာလ31ရက်နေ့အထိတိုက်ပွဲပေါင်း184ကြိမ်ဖြစ်ပွားကြောင်းတိုက်ပွဲငယ်များကိုထည့်သွင်းထားခြင်းမရှိကြောင်း CJDC ရဲ့ဖော်ပြချက်အရသိရှိရပါတယ်။အခုနောက်ဆုံးအနေနဲ့ကြာဆုံးနိုင်ငံမဖြစ်၍နေဦးတော်လန်ရေးကိုကာကွယ်ပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။အာဏာသိမ်းမှုတစ်နှစ်ပြည့်တော့မဲ့ယနေ့မြန်မာနိုင်ငံ၏နောက်ဆုံးအခြေအနေများမှာကြာရှုံးနိုင်ငံတစ်ခုအသွင်လက္ခဏာများထင်ဟပ်နေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကအာဏာသိမ်းပြီးတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီကဒီမိုကရေစီနိုင်ငံပြုပြင်ပြောင်းလဲမှုကိုလိုလားတဲ့ပြည်သူလူထု၏2020ရွေးကောက်ပွဲစားလက်များကိုမဲမတမာမှုရှိသူဟုဆွဆွဲကပယ်ဖျက်ရန်ကြိုးပမ်းနေပါတယ်။တစ်ချိန်တည်းမှာပဲမြန်မာပြည်အနှံများရှိပြည်သူလူထုကလည်းစစ်အာဏာသိမ်းမှုကိုလုံးဝလက်မခံကြောင်းစတင်ကန့်ကွက်တပိတ်တိုက်ပွဲများဆင်နွှဲလျက်ရှိပါတယ်။မျိုးဆက်တဲ့ generation Z လူငယ်ထုကလည်းစစ်အာဏာရှင်စနစ်ကိုအမြင့်လန်တိုက်ဖြတ်ကြမည်ဟုဆိုကမြို့ရွာအနှံမှာຫນွေဦးတော်လှန်ရေးတိုက်ပွဲကိုပုံတံမျိုးစုံနဲ့ဖော်ဆောင်နေကြတာကိုတွေ့မြင်နေရပါတယ်။အသေးအာရမအာနာသိမ်းမှု17လခွဲကျော်ကြာလာချိန်မှာအကြမ်းဖက်စစ်ကောင်စီ၏ပြစ်ခတ်တပ်ဖြတ်မှုကြောင့်အပြစ်မဲ့ကြာဆုံးကွယ်လွန်ခဲ့ရတဲ့ပြည်သူ1490ယောက်ဖမ်းဆီးထိန်းသိမ်းခံထားရသူအပေါင်း11911ယောက်ထိရှိလာခဲ့ပြီးဖြစ်ကြောင်းနိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP က2022ခုနှစ်ဇန်နဝါရီလ24ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ထိုစီးရင်များက2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့မှစတင်ပြီး AAPP ကကောက်ယူမှတ်တမ်းတင်ထားခြင်းဖြစ်ပြီးအမှန်တကယ်မြေပြင်မှာကြာဆုံးသူများယခုထက်ပိုများနိုင်တယ်လို့ဆိုပါတယ်။2021ခုနှစ်အတွင်းအကြမ်းဖက်စကားစတက်တဲ့ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်က KNL တပ်များအကြားတိုက်ပွဲပေါင်း1152ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က2190ဦးသေဆုံးက2048ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုကဇန်နဝါရီလ9ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။တိုက်ပွဲအတွင်း KNU ဘက်မှ42ဦးသေဆုံးပြီး130ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း KNU ဗဟိုကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စက္ကစတက်ကလက်နက်ကြီး1500ကျော်ပစ်ခတ်ခဲ့ပြီးလေကြောင်းပစ်ခတ်မှုများနဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုများကြောင့်အရက်သား32ဦးသေဆုံးက86ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ပွဲများကြောင့်အ ਨੇ ဆုံးအရက်သား9000ကျော်အိုးအိမ်ဆုံးကထွက်ပြေးနေရကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အထူးသဖြင့်စစ်ကောင်စီတပ်များ၏ရက်ဆက်ရိုင်းဆိုင်ရုံမာတဲ့စစ်စီရေးများကြောင့်ကြေးလက်တော်ရွာနေပြည်သူများမှာဆင်းရဲဒုက္ခကြီးစွာခံစားနေကြရပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလက်ရှိအလဲကျဥက္ကဋ္ဌဖြစ်တဲ့နော်ဝေနိုင်ငံကဒေါအောင်ဆန်းစုကြည်ကိုထောင်ဒဏ်ချမှတ်ခြင်းပေါ်လဲအပြစ်တင်ရှုတ်ချလိုက်ပါတယ်။လုံခြုံရေးကောင်စီကမြန်မာအရေးဆက်လက်တွန်းအားပေးဆောင်ရွက်သွားမယ်လို့လဲနော်ဝေနိုင်ငံသားရေးဝန်ကြီးကကြေညာချက်မှာထုတ်ပြန်ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံအာဏာသိမ်းခံရမှုတနှစ်နီးပါးရှိလာချိန်မှာလူအဖွဲ့အစည်းအလုံးရဲ့အခြေအနေများအကြီးအကျယ်ရိုးရင်းကျဆင်းနေပြီးပြည်သူများဒုက္ခရောက်နေကြသည့်အပေါ်အထူးဆိုရင်ကြောင့်လဲနော်ဝေနိုင်ငံသားရေးဝန်ကြီးကပြောဆိုထားပါတယ်။ထို့ကြောင့်လက်ရှိအနေအထားအရမြန်မာနိုင်ငံ၏ဇာတိဥတုအခြေအနေကအလွန်တရာဆိုးအားပြင်းထန်လျက်ရှိတယ်လို့ဆိုနိုင်ပါတယ်။မြန်မာကိစ္စကကုလသမဂ္ဂလုံခြုံရေးကောင်စီ၏အရေးကြီးပြဿနာများထဲမှာစည်ရင်းဝင်နေုံမကအာဆီယံအဖွဲ့တွင်းမှာလည်းအဆက်ရစရာအကြောင်းအရာဖြစ်လာနေပါတယ်။ G7 နိုင်ငံများကလည်းမြန်မာစစ်အာဏာသိမ်းမှုကိုရှုံချခဲ့ကြပါတယ်။အနည်းဆုံးအားဖြင့်ဒီမိုကရေစီနဲ့အာဏာရှင်စနစ်နှစ်ရပ်၏တိုက်ပွဲမှာနိုင်ငံတကာအစိုးရများအနေဖြင့်ဒီမိုကရေစီဘက်ကရပ်တည်နေကြအချက်ပြလျက်ရှိပါတယ်
ဒီတော့အတွင်းဇန်နဝါရီလ24ရက်နေ့ကကျင်းပပြုလုပ်တဲ့86ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၏56ကြိမ်မြောက်မျက်နှာစုံညီအစည်းအဝေးမှာမင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်ကမြန်မာပြည်သူများအပေါ်လူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ပြည်မှုနဲ့ရာဇဝတ်မှုများကျူးလွန်နေတာကြောင့်နိုင်ငံတကာကနီလန်မျိုးစုံသုံးပြီးမြန်မာပြည်သူများကိုကာကွယ်ပေးရန်တာဝန်ရှိတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာတပ်အမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာအာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားလာခဲ့သည်မှာတစ်နှစ်မြင့်ပြည့်တော်မှာဖြစ်ကြောင်းအပြစ်မဲ့ပြည်သူ1448ဦးကျော်တိတ်ဆုံးခဲ့ပြီးအခြားထောင်ပေါင်းများစွာသောပြည်သူများမှလည်းဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းညှဉ်းပန်းနှိပ်စက်ခံရကြောင်းကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းအဝန်အနေနဲ့မြန်မာစစ်တပ်အားရက်စက်ကြမ်းကြုတ်မှုများကိုရပ်တန့်ရန်တိတ်ဖက်များစွာတောင်းဆိုခဲ့ပေမဲ့စစ်ကောင်စီကပြည်သူများအပေါ်မြေတို့များစဉ်းစားပေးခြင်းမရှိဘဲပြည်သူများ၏စံနာကိုလှလူဆန့်ကျင်ကလူအခွင့်အရေးကိုစိုးဝါးစွာချိုးဖောက်ပြီးပြည်မှုများစွာကိုသာကျူးလွန်လျက်ရှိကြောင်းတပ်အမတ်ကြီးကပြောကြားခဲ့ပါတယ်။မြန်မာစစ်တပ်၏ဖော်ပြပါလူအခွင့်အရေးနဲ့လူသားချင်းစာနာထောက်ထားမှုဥပဒေများကိုချိုးဖောက်ခြင်းကိုကြည်ချင်းအပြင်၎င်းတို့ကလူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ပြည်မှုနဲ့ဂျာဆွေးမှုတို့ကိုကျူးလွန်နေသည်မှာတိတာထင်ရှားကြောင်းဦးကျော်မိုးထွန်းကထောက်ပြပါတယ်။ထို့ကြောင့်မြန်မာနိုင်ငံအားဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိစေရေးငြိမ်းချမ်းရေးနဲ့တရားဝပြောမှုပြန်လည်ပေါ်ထွန်းလာရေးအတွက်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့်ထိရောက်မြန်ဆန်၍ညီညွတ်တဲ့တုတ်ပြန်ဆောင်ရွက်မှုများလှုပ်ဆောင်ပေးကြရင်မိမိအနေဖြင့်ထက်လောင်းတောင်းဆိုလိုပါကြောင်းတာအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။ COVID-19 ကမ္ဘာကပ်ရောဂါဘေးကြောင့်စီးပွားရေးအခြေအနေဖျို့ဖျဲဖြစ်နေစဉ်ပြည်သူလူထု၏ဆင်းရဲဒုက္ခမျိုးစုံကိုမျက်ကွယ်ပြုလျက်အကြမ်းဖက်စစ်တပ်ကစာနာမှုကင်းမဲ့စွာအာဏာသိမ်းယူခဲ့တဲ့ဖြင့်ယခုအခါမြန်မာနိုင်ငံပြည်သူလူထုကရောဂါဘေးစစ်ဘေးနဲ့အငတ်ဘေးဆိုတဲ့ကကြီးသုံးပါးနဲ့ကြုံတွေ့နေကြပြီဖြစ်ပါတယ်။စီးပွားရေးကဏ္ဍ၏အဓိကရန်ရာဖြစ်တဲ့ဗန်စနစ်ပြိုလဲခြင်းတောင်စာစီစေးအစမတန်မြင့်တက်ခြင်းတည်ယူပို့ဆောင်ရေးစနစ်ပြပြခြင်းစစ်ကောင်စီအကြမ်းဖက်စစ်တပ်ကပြည်သူလူထု၏စီးစိမ်ဥစ္စာများကိုခိုးယူလူရက်ခြင်းပြည်သူအိုးအိမ်နှင့်လုပ်ငန်းဆိုင်ရာအဆောက်အအုံများကိုအကြမ်းဖက်စစ်တပ်ကမိရှို့ဖျက်ဆီးခြင်းစစ်အာဏာသိမ်းမှုကြောင့်တည်ငြိမ်အေးချမ်းပြပြကရွှေဈေးနှင့်ဒေါ်လာဈေးတက်ခြင်းစသည့်အခြေအနေများဖြစ်ပေါ်ခဲ့ပါတယ်။အကျိုးအဆက်ဖြင့်ပြည်တွင်းနဲ့နိုင်ငံခြားစီးပွားရေးလုပ်ငန်းများရပ်ဆိုင်းကပြည်သူအများအပြားအလုံးမဲ့ဖြစ်ကြရပြီးကုန်စည်နှုန်းအဆမတန်မြင့်တက်မှုနဲ့ရင်ဆိုင်နေကြရပါတယ်။ဤသို့သောအကြောင်းအချက်များသည့်ပင်တာရှုံးနိုင်ငံဖြစ်ရသည့်အရင်းခံတရားများဖြစ်လာခဲ့ပါတယ်။ထို့ပြင်စစ်အာဏာသိမ်းမှုနဲ့လူအခွင့်အရေးချိုးဖောက်မှုများနဲ့ဥပဒေစိုးမိုးမှုအပိုင်းရိုးရင်းစိုးဝါးလာနေမှုတို့ကြောင့်မြန်မာနိုင်ငံရှိထုတ်ကုန်လုပ်ငန်းလည်ပတ်မှုအလုံးရပ်ဆိုင်းနေပြီဖြစ်တယ်လို့ကမ္ဘာအကြီးဆုံးစွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ပြင်သစ်ကုမ္ပဏီတို့တဲ့ Energy ကဇန်နဝါရီလ22ရက်နေ့မှာပြောကြားလိုက်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့အဓိကဝင်ငွေအရင်းမြစ်ဖြစ်ဆက်ရှိနေတဲ့ရေနံနဲ့ဓာတ်ငွေ့လုပ်ငန်းအပေါ်ပြစ်မှတ်ထားပြီးနိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုများလှုပ်ဆောင်ရေးပြင်သစ်ကုမ္ပဏီကတောင်းဆိုခဲ့ပြီးနောက်ယခုကြေညာချက်ထွက်ရှိလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံတွင်အာဏာသိမ်းပြီးနောက်ပိုင်းစက္ကစတက်သည့်၎င်းကိုစက်ကျင်သူများနဲ့အမြင်တဘောထားကွဲလဲသူများပေါ်ရက်ဆက်ကြမ်းကြုတ်စွာဖိနှိပ်ဖြိုခွဲခြင်းလူငယ်အမျိုးသားများနဲ့ယောက်ျားလေးများကိုဖမ်းဆီးခေါ်ဆောင်ခြင်းကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများကိုတပ်ဖြတ်ခြင်းနဲ့ဖမ်းဆီးထိန်းသိမ်းထားသူများကိုလည်းညှဉ်းပန်းနှိပ်စက်ခြင်းတို့ကိုကျူးလွန်ခဲ့ပါတယ်။မြန်မာနိုင်ငံ၏နိုင်ငံခြားငွေကြေး90ရာခိုင်နှုန်းခန့်သည်တဘာဝတက်ငွေအခွန်ဘဏ္ဍာငွေများမှရရှိပြီးမြမစီနယ်နဲ့တဘာဝတက်ငွေလုပ်ငန်း MOGE အနေနဲ့2021-2022ကာလအတွင်းကမ်းလွန်တဲ့ပိုက်လိုင်း project များမှာဒေါ်လာ1.5ဘီလီယံကန်ရရှိပွဲရှိတယ်လို့ခန့်မှန်းကြပါတယ်။စစ်အုပ်စုအပေါ်ရခိုင်ချမှတ်ထားခဲ့တဲ့အမေရိကန်နဲ့ဥရောပ၏တန်ခတ်ပိတ်ဆို့မှုများထဲမှာဂျေနန်နဲ့တန်ငွေကဏ္ဍမပါဝင်ခဲ့ပါဘူး။တိုတယ်ဤကြေညာချက်ထွက်ပေါ်လာပြီးမကြာမီမှာဆက်ဘရွန်ကလည်းထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပြီးလက်ရှိအခြေအနေအရဈေးကလည်းထွက်ခွာရမယ်လို့ပြောခဲ့ပါတယ်။ထိုကုမ္ပဏီကြီးများမြန်မာနိုင်ငံမှစုခွာရန်စုပ်ပြတ်ချက်ချခြင်းမှာစက္ကစ၏အာဏာအာဏာသိမ်းမှုနဲ့ဇာဆွေးမှုများကျူးလွန်မှုတို့ကြောင့်ဖြစ်ပါတယ်။တော်မီလာတောကြောင်လက်ခမောင်းခတ်စုတကယ်သူရွှေကြောက်စိမ့်နဲ့ကျွတ်တဲ့အပါဝင်တရန်ဇာတာများတရားမဝင်သူဖို့ခိုးယူမှုများရှိနေပါတယ်။ဝိရစေမျိုးစုံထုတ်လုပ်ပြီးပြည်တွင်းပြည်ပမှာရောင်းဝယ်ဖောက်ကားမှုများပေါ်ပေါက်နေပြီးနိုင်ငံ၏နေရာအနှံ့ပြားမှာလောင်ကစားဝိုင်းများပေါ်ပေါက်နေပါတယ်။ချင်းကိစ္စအဝဝမှာအကြက်ပတ်စစ်တပ်အာဏာပိုင်များပူးပေါင်းပါဝင်နေကြောင်းလည်းဒေသခံများကယူဆနေကြပါတယ်။တစ်ချိန်တည်းမှာလူခွင့်ရေးနဲ့တရားဥပဒေစိုးမိုးမှုကလည်းအာဏာရှင်စနစ်အောက်မှာကြာရှုံးခဲ့ပါတယ်။ဤပုံတိုင်းဆိုရင်မြန်မာနိုင်ငံကကြာရှုံးနိုင်ငံဖြစ်လျက်ယာနှုံးနှီးပါးတည်ကြနေပါပြီ။တို့ဖြစ်၍မြန်မာနိုင်ငံ၏ကြာရှုံးနိုင်ငံအဖြစ်မှကဲ့တင်ရန်အာဏာရှင်စနစ်အမြင့်ကလှန်နိုင်မှဖြစ်မည်။တွေ့ဝေစုံဆိုင်နေပါကအကြက်ပတ်စစ်တပ်ကိုတက်ဆိုးရှေခွင့်ပေးရကြောင်းပြီးအကြမ်းဖက်အာဏာရှင်စနစ်လက်အောက်မှာခေတ္တခဏပင်မနေလိုပါကပြည်သူတို့အနေနဲ့တွေ့ဝေတုံဆိုင်နေခြင်းမရှိဘဲ generation Z လူငယ်တို့ရှေ့ဆောင်နေတဲ့ဥဆောင်တော်လှန်ရေးတပ်ဖွဲ့များကိုထောက်ခံပံ့ပိုးကြရမှာပါ
အာဏာရှင်စနစ်ကိုအမြင့်လန်တိုက်ဖြတ်ကြမည်ဆိုလျှင်ပြည်သူတိုင်းတွေဦးတော်လန်ရေးမှာအုတ်တစ်ချက်တဲတဲ့ဝင်းအဖြစ်တက်လျော်ရာနေရာမှာပါဝင်ကြရန်တန်တိတ်တန်ချရပါမည်အရေးတော်ပုံအောင်ရမည်ဒီ channel လေးကိုအဆုံးထိနားဆင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လေးစိတ်ဝင်စားဖွယ်ရာသတင်းကြောင်းရာတွေကိုတင်ဆက်ပေးမှာမို့ဒီ channel လေးကို like and subscribe လုပ်ပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်